ဒီစက်ရုပ်လေးကအမိုက်ပုံကြီးထဲမှာရှာဖွေရင်းနဲ့အမိုက်စားမျက်စိအုပ်တဲ့အပြားလေးတစ်ခုကိုတွေ့သွားပါတယ်။အဲ့ဒါကိုတက်ကြည့်လိုက်တော့သူနဲ့အတော်ပဲဖြစ်နေလို့သူ့ရဲ့ယတနာတိတ်တာလေးတွေကိုတန်းထည့်လိုက်ပါတယ်။ဒီစိတ်လက်စွပ်လေးကလည်းတော်တော်လာတာပဲဒါပေမဲ့သူ့လက်ချောင်းတွေကအရန်တုံနေတော့ဝတ်လို့မရတာနှမျောစရာပါပဲ။သူကတစ်စက်ကရရှိတဲ့စိန်ကိုပစ်ချလိုက်ပြီးတိတ်တာလေးကိုပဲတင်ထားလိုက်ပါတယ်။သူ့နာမည်ကရှနာရွာပါကဘာပေါ်မှာကြံခဲ့တဲ့နောက်ဆုံးအမိုက်သိမ်းဆက်ရုပ်ပေါ့သူဟာဒီကျုပ်ပေါ်မှာတယောက်တည်းနေလာခဲ့တာနှစ်ပေါင်း900ကျော်ရှိလာပြီးနေတိုင်းသူ့ရဲ့အလုပ်ကရိုးရှင်းပါတယ်အမိုက်တွေကိုသူ့ကိုယ်ရဲထည့်တယ်ပြီးတော့ရှိသမျှအားနဲ့ဖိချေပစ်လိုက်တယ်နောက်တစ်စက္ကန့်မှာတော့တရက်တဲ့အတုံးလေးတစ်ခုထွက်လာပါတယ်သူကအဲ့ဒီအတုံးတွေကိုမြေပြင်ပေါ်မှာတေးသေးချာချာဆင့်ထားပြီးမီတာရာနဲ့ချီမြင့်တဲ့မျောစင်ကြီးတွေတိစောက်နေတာပါသူဒီအလုပ်ကိုလုပ်လာတာနှစ်ပေါင်း900ရှိပါပြီနေဝင်သွားတဲ့အခါမှာတော့သူ့ရဲ့အလုပ်ချိန်ပြီးဆုံးသွားပါပြီအိမ်ပြန်ရောက်တာနဲ့သူပထမဆုံးလုပ်တာကဖက်နှက်ချွတ်တာပါဗျပြီးတော့အဲ့ဒီနေ့ကသူစုဆောင်းခဲ့တဲ့ပစ္စည်းလေးတွေကိုတေးသေးတက်တက်ခင်းကျင်းထားပါတယ်သူ့အိမ်ထဲမှာလူသားတွေရဲ့တီထွင်မှုတွေနဲ့ပြည့်နှက်နေရပါဒါပေမဲ့ဇုံးလည်းမဟုတ်ခရင်လည်းမဟုတ်တဲ့ဒီပစ္စည်းလေးကိုဘယ်နေရာမှာထားရမှန်းသူမသိဘူးဖြစ်နေပါတယ်ဒါနဲ့သူကအလဲရဲတဲ့မှာပဲထားလိုက်ပါတယ်ရှနိုင်တို့ကအကြိုက်ဆုံးကတော့သူနှစ်ပေါင်း900လုံးလုံးကြည့်ခဲ့တဲ့ပြဇက်ကိုပဲထက်ခါကြည့်နေရတာပါဖန်သားပြင်ပေါ်မှာစုံတွဲတွေလက်ချင်းချိတ်ပြီးတချင်းဆိုနေကြတာကိုမြင်ရတဲ့အခါသူလည်းသူ့လက်တစ်ဖက်ကိုနောက်တစ်ဖက်နဲ့ဖြည်းဖြည်းချင်းစုပ်ကင်လိုက်ပါတယ်ချစ်တက်ပြီးအချစ်ခံရတဲ့လူသားတွေကိုသူအားကြနေမိတာပါဝမ်းနေစရာကတော့ဒီ၆ကတ်နေတဲ့ကဘာပေါ်မှာသူ့ရဲ့တူးတဲ့တော့အဖော်ကတော့အိမ်မွေးတိရစ္ဆာန်လိုထားတဲ့ပိုးဟက်လေးပါပဲအိတ်ခါနီးမှာသူကသူ့ကိုယ်သူတစ်တာပုံစံခောက်လိုက်ပါတယ်သူ့နောက်ကစင်လေးကသူ့အတွက်တက်တောင့်တက်တာရှိတဲ့အိတ်ရာလေးဖြစ်သွားတာပေါ့သူကအသက်900ရှိနေပြီဆိုပေမဲ့ကလေးလေးတယောက်လိုပါပဲအိပ်ပျော်ဖို့အတွက်သူ့ကိုယ်သူလှုပ်ရမ်းပေးရပါတယ်မနက်တိုင်းရှနိုင်ကနိုးလာတဲ့အခါအာနီအနေတက်ပြီးလူကလည်းထိုင်းမိုင်းနေပါတယ်ဒါပေမဲ့နေအောင်ကြီးကိုမိနစ်90လောက်ခံယူပြီးတဲ့နောက်မှာတော့သူ့ရဲ့စွမ်းအင်တွေအပြည့်ဝပြန်လည်ပြည့်ဝသွားပါတယ်ဒါကတော့2950ခုနှစ်ကကဘာမြေပါနှစ်ပေါင်းများစွာတယံဇာတတွေအလွန်ကြုံထုတ်ယူတာနဲ့ညဉ့်ညမ်းမှုတွေကြောင့်လေထုနဲ့ဂေဟစနစ်ဟာပျက်စီးလို့နှိပါဖြစ်သွားခဲ့ပါတယ်လူသားတွေဟာကဘာမြေကိုစွန့်ခွာပြီးအာကာသထဲမှာတွားနေခဲ့ကြရပါတယ်ဒါပေမဲ့သူတို့ကကဘာမြေကိုပြန်လည်ကောင်းမွန်လာအောင်မျှော်လင့်ချက်နဲ့အမိုက်သိမ်းဆက်ရုပ်အမြောက်များကိုခြံထားခဲ့ပါတယ်ဝမ်းနေစရာကတော့အဲ့ဒီစီစဉ်ကမအောင်မြင်ခဲ့ပါဘူးမျက်စိတမိတ်အတွင်းမှာပဲနှစ်ပေါင်း900ကုန်ဆုံးသွားခဲ့ပါတယ်နောက်ဆုံးမှာတော့ဆက်ရုပ်တရုပ်ပဲကြာအမ်ဘာတော့တယ်အဲ့ဒါကတော့ရှနိုင်စွာပါပဲရာစုနှစ်ပေါင်းများစွာတယောက်တည်းနေလာခဲ့ပြီးနောက်သူဟာကိုယ်ပိုင်တိစိတ်တွေရှိလာခဲ့ပေမဲ့လူသားတွေပေးထားတဲ့အမိန့်တွေကိုတော့လိုက်နာနေသေးပါပဲကဘာမြေပေါ်မှာတက်ရှိမရှိတာနှစ်ပေါင်း900ရှိပါပြီဒီနေ့မှာတော့ရှနိုင်စွာကအစိမ်းရောင်အပင်ပေါက်လေးတစ်ခုကိုတွေ့သွားပါတယ်ဒါဟာသူပထမဆုံးချိန်မြင်ဖူးတဲ့အပင်လေးပါအပင်တွေရှင်သန်ဖို့မြေကြီးလိုအပ်တယ်ဆိုတာကိုသူ့ရဲ့မှတ်ဉာဏ်ကပြောပြနေပါတယ်ဒါကြောင့်သူကအပင်လေးကိုအိမ်တယ်သွားဖို့သူ့ရဲ့ယတနာတိတ်တာတွေကိုတေးသေးချာအာချာထည့်လိုက်ပါတယ်ရုတ်တရက်အနီရောင်အဆက်လေးတစ်ခုကသူ့အာယုံကိုဖမ်းဆားသွားပါတယ်သူကစူးစမ်းကျင်စိတ်နဲ့အဲ့ဒီနောက်ကိုလိုက်သွားရင်သူ့ပတ်လည်မှာအနီရောင်ဆက်တွေအများကြီးပေါ်လာတာကိုသတိမထားမိလိုက်ပါဘူးအဲ့ဒီဆက်တွေဆုလာပြီးတဲ့နောက်မြေကြီးကစတင်တုံခါလာပါတယ်အာကာသယင်တစီဆင်းသက်လာတာပါရှနိုင်ရောကထိတ်လန့်တကြားထွက်ပြေးပေမဲ့သူ့ပတ်လည်မှာမိတောက်တွေဝိုင်းနေပါတယ်သွားစရာမရှိတော့တဲ့အဆုံးသူကကျင်းတစ်ခုတူးပြီးပုံနေလိုက်ပါတယ်သူပြန်ထွက်လာတဲ့အခါမှာတော့အာကာသယင်ကြီးကသူ့ပေါ်တဲ့မာဆင်းသက်ထားတာကိုတွေ့လိုက်ရပါတယ်ဥပုံစံပစ္စည်းတစ်ခုလိမ့်ထွက်လာပါတယ်ရှနိုင်ရောကသူ့ကိုယ်သူအမြန်ပုံးလိုက်ပါတယ်အဲ့ဒီအိုးကတကယ်တော့ဆက်ရုပ်တရုပ်ပါသူမြင်ဖူးသမျှထဲမှာ